ရွှေကြည်လုပ်တဲ့ဗီဒီယိုလေးကိုဝင်ညပေးသွားမှာပဲဖြစ်ပါတယ်ရှင်။ဒါကတော့ရွှေကြည်လုပ်ဖို့အတွက်ပါဝင်တဲ့ပစ္စည်းလေးတွေပါ။ပထမဆုံးအိုးကိုချောင်းထားမယ်။ပြီးသွားရင်တော့ရွှေကြည်မုန့်150 g နှစ်ထုပ်ကိုလောင်းထည့်ပေးပါမယ်။အားလုံးပေါင်းရွှေကြည်မုန့်300 g သုံးထားပါတယ်။ပြီးသွားရင်တော့ရွှေကြည်မုန့်တွေကိုမီးနဲ့5 မိနစ်လောက်လှော်ပေးရပါမယ်။ဒါကတော့မီးနဲ့5 မိနစ်လောက်လှော်ထားတဲ့အနေအထားပါ။ပြီးရင်မီးကိုပြန်ပိတ်ပြီးတော့မှအုန်းနို့400 g တစ်ပူကိုလောင်းထည့်ပေးပါမယ်။နို့စိမ်း385 g တစ်ပူကိုလည်းထပ်လောင်းပေးပါမယ်။ထောပတ်ကတော့100 g ဆိုရပါတယ်။ဒီမှာ150 g လောက်သုံးထားတယ်ပေါ့နော်။ဇားကလည်းဖက်စားဆုံးတစ်စုံထည့်ပေးရပါမယ်။တကြားက10ချက်သားထည့်ပေးရပါမယ်။ရေကတော့300 ml ထည့်ပေးရပါတယ်။ဒါရေရိုက်ဖို့ဗီဒီယိုမေ့သွားလို့ပေါ့နော်။ရေကထည့်ပြီးသားအနေထားပါ။ဒါကတော့မီးအေးလေးနဲ့စပြီးတော့တဲပြီပေါ့နော်။ရွှေကြည်ကိုတဲတဲ့အခါမှာမီးအေးလေးနဲ့ပဲမွေပေးရပါတယ်။ရွှေကြည်အခဲလေးတွေကိုမဖြစ်တော့တဲ့အထိကိုမွေပေးရပါတယ်။အခုလိုမျိုးသမအောင်မွေပြီးသွားပြီဆိုရင်တော့မီးကိုပြန်ပိတ်ပေးပါ။ပြီးသွားရင်တော့မုတ်ဖုတ်မဲ့ပန်းတဲ့ကိုစီဒါမှမဟုတ်ထောပတ်စီကိုတုပ်လိမ့်ပေးပါပြီးသွားရင်တော့မုံနှစ်ကိုထည့်ပေးရပါတယ်မုံနှစ်ရဲ့မျက်နှာပြင်သားတွေကိုညီအောင်လို့ညှိပေးပါပြီးသွားရင်တော့အပေါ်ကနေပြီးတော့မှဘိန်းစိတ်လေးဖြူထားပေးပါအခုဆိုလို့ရှိရင်တော့မုံစဖုတ်လို့ရပါပြီမုတ်ကိုအာဗန်ထဲကိုထည့်ပြီးတော့မှဖုတ်ပါမယ်အခုဒီမှာတော့160 ဒီဂရီပေါ့နော် temperature ကိုသုံးထားတယ် function ကတော့အပေါ်အောက်သုံးထားပါတယ်တိုင်မာကမိနစ်40ပါအခုဆိုရင်မိနစ်40ပြည့်သွားလို့မုတ်သားလေးရပါပြီစတင်ပြီးတော့မှသုံးဆောင်လို့ရပါပြီရှင်အခုဆိုရင်တော့စားချက်စပွဲရွှေကြည်လေးကိုရရှိပြီပဲဖြစ်ပါတယ်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်